အားလုံးပဲမင်္ဂလာပါခင်ဗျ AND channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့မှာတော့ Spark Ignition Engine ဓာတ်ဆီ engine ရဲ့အစိတ်ပိုင်းတွေနဲ့ဒီအစိတ်ပိုင်းတွေရဲ့အလုပ်လုပ်ဆောင်ပုံတွေကိုဆွေးနွေးသွားမှာဖြစ်ပါတယ်လို့ဆွေးနွေးမယ်ဆိုပေမဲ့ကျွန်တော်ရဲ့ဒီဗီဒီယိုကိုမကြည့်ခင်မှာ Component of CI Engine ဆိုတဲ့ဗီဒီယိုလေးကိုကြိုတင်ကြည့်ထားသေးကြပါတယ်ဘာလို့လဲဆိုလို့ရှိရင်ကျွန်တော်ဒီနေ့ဆွေးနွေးတဲ့အခါမှာဆိုရင် Diesel Engine နဲ့ ဓာတ်ဆီ Engine မှာတူညီနေတဲ့အစိတ်ပိုင်းတွေရဲ့အကြောင်းကိုတော့တီးခြားမဆွေးနွေးတော့ဘဲနဲ့ Spark Ignition Engine အတွက်လိုအပ်တဲ့အစိတ်ပိုင်းချို့ကိုသာဆွေးနွေးသွားမှာဖြစ်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်ကျွန်တော်တို့ Compression Ignition Engine Diesel Engine ရဲ့အစိတ်ပိုင်းတွေနဲ့အလုပ်ဆောင်ပုံတွေကိုဆွေးနွေးခဲ့တဲ့အခါမှာဆိုရင်အစိတ်ပိုင်းကြီး22မျိုးကိုအခြေခံပြီးတော့ကျွန်တော်တို့ဆွေးနွေးခဲ့တာဖြစ်ပါတယ်ဒီအစိတ်ပိုင်းတွေကတော့နံပါတ်1 engine block နံပါတ်2 crankshaft နံပါတ်3 cylinder နံပါတ်4 piston နံပါတ်5 piston ring နံပါတ်6 connecting rod နံပါတ်9 crankcase or wine pan or wine swan နံပါတ်8 engine head နံပါတ်9 camshaft နံပါတ်10 injector ဒီနေရာမှာတော့ကျွန်တော်တို့ injector အစားဓာတ်ဆီ engine ဖြစ်တဲ့အတွက် spark plug အကြောင်းကိုဆွေးနွေးသွားမှာဖြစ်ပါတယ်နံပါတ်7 glow plug ဒါဓာတ်ဆီ engine မှာတော့ glow plug တွေပါဝင်တာမဟုတ်တဲ့အတွက် glow plug ကိုထည့်သွင်းဆွေးနွေးမှာမဟုတ်ပါဘူးနံပါတ်7 combustion chamber နံပါတ်3 intake manifold နံပါတ်14 exhaust manifold နံပါတ်15 flywheel နံပါတ်16 starter motor နံပါတ်19 fuel pump fuel pump မှာဆိုလို့ရှင်လေဒီဇယ်နဲ့ဓာတ်ဆီတို့ရဲ့အလုပ်လုပ်ဆောင်ပုံမတူညီတာဖြစ်တဲ့အတွက်ဓာတ်ဆီ engine ရဲ့ fuel system အကြောင်းကိုထည့်သွင်းဆွေးနွေးသွားပါမယ်နံပါတ်18 water pump နံပါတ်19 wine pump နံပါတ်20 radiator နဲ့နံပါတ်21 alternator တို့ဖြစ်ပါတယ်ဒီ22မျိုးထဲမှာ injector or nozzle နဲ့ glow plug fuel system တို့ဟာအနည်းငယ်ကွာခြားတာဖြစ်တဲ့ glow plug တွေကတော့ဓာတ်ဆီစနစ်မှာမပါတာဖြစ်တဲ့အတွက်ဓာတ်ဆီစနစ်မှာပါရှိတဲ့ spark plug နဲ့ဆက်တဲ့ ignition စနစ်တွေအကြောင်းနဲ့ fuel system တွေအကြောင်းကိုဆွေးနွေးသွားမှာဖြစ်ပါတယ်။ကျန်တဲ့အစိတ်ပိုင်း19မျိုးကိုတော့လေ့လာသူတွေရဲ့အချိန်ကိုငဲ့ညသောအပြင်ကျွန်တော်ရဲ့ component of CI engine ဆိုတဲ့ဗီဒီယိုမှာပဲတွားရောက်လေ့လာပေးပါလို့တောင်းဆိုပါစီကျွန်တော်တို့ diesel engine နဲ့ဓာတ်ဆီ engine နဲ့အဓိကကွာခြားချက်ကတော့မီးပေးတဲ့စနစ်ကွာခြားတာဖြစ်ပါတယ် diesel engine မှာဆိုလို့ရှင်တော့ combustion chamber တွေကို nozzle ဒါမှမဟုတ်ရင် injector ကနေစီဖြန်းပေးလိုက်လို့ရှင်မီးလောင်ပေါက်ကွဲပြီးတော့ engine ရဲ့ power ကိုရရှိစေပါတယ်ဓာတ်ဆီ engine မှာဆိုလို့ရှင်တော့ spark plug ကနေမီးပေးပြီးတော့မီးပွင့်ပြီးတော့မှမီးလောင်ပေါက်ကွဲပါတယ် combustion chamber ထဲမှာမီးလောင်ပေါက်ကွဲပြီး engine power ကိုရရှိတယ်ဒါဆိုရင် spark plug ရဲ့မီးကမီးပွင့်အောင်ဓာတ်ဆီ engine မှာဘယ်လိုလုပ်တာလဲကျွန်တော်တို့ရဲ့မော်တော်ယာဉ်တွေမှာတက်ဆင်အသုံးပြုတဲ့ဓာတ်ဆီ engine တွေအတွက်ဆိုလို့ရှင်လေဘက်ထရီတစ်လုံးပါရှိပါတယ်ဒီဘက်ထရီဟာဓာတ်ဆီ engine ရဲ့ starting system အတွက်မော်တာလဲပတ်ဖို့အသုံးပြုတာဖြစ်တယ်လို့ ignition system အတွက်လည်းဘက်ထရီရဲ့လျှပ်စစ်ဓာတ်အားကိုထုတ်ယူအသုံးပြုပါတယ်ကျွန်တော်တို့ရဲ့ဘက်ထရီတစ်လုံးကတွဲဖို့ထွက်ရှိပါတယ်ဒီ low voltage ကို high voltage ဖြစ်အောင်လို့ ignition coil ကနေပြီးတော့ amplify စပွားလုပ်ပေးပါတယ်အဲ့လိုလုပ်ပေးလိုက်ခြင်းအပြင် voltage တွေထောင်ကနန်းဖြစ်လာပါတယ်ဒီ high voltage တွေကို high tension wire တွေကနေပြီးတော့ spark plug ကိုပို့လိုက်ခြင်းအပြင်ကျွန်တော်တို့ spark plug ကမီးပွင့်ပါတယ်ဒါဆိုရင်တော့ဘက်ထရီကထုတ်လုပ်ပေးတဲ့ low voltage ကို ignition coil ကနေ high voltage ဖြစ်အောင်လုပ်ပေးမယ်ဒီ high voltage ကို wire နဲ့ spark plug ကိုပို့ပေးမယ်ဆိုလို့ရှိရင် spark plug က
combustion chamber ထဲမှာမီးပွင့်ပေးပြီးတော့ combustion chamber ထဲမှာရှိတဲ့စီလီရောနှောတွေကိုမီးလောင်ပေါက်ကွဲပြီးတော့ engine power ကိုရရှိစေမှာဖြစ်ပါတယ်။ဒါပေမဲ့ကျွန်တော်တို့ရဲ့ engine က cylinder တစ်လုံးတည်းမဟုတ်တာဖြစ်တဲ့အတွက်ကျွန်တော်တို့ cylinder တစ်လုံးချင်းစီကို spark plug ကလိုအပ်တဲ့ high voltage တွေရောက်ရှိနိုင်ဖို့အတွက်အလှည့်ကျပေးနိုင်ဖို့ကိရိယာတစ်ခုလိုပါတယ်။ဒီကိရိယာကိုတော့ distributor လို့ခေါ်ပါတယ်။ဒီ distributor ကိုတော့ရှေ့ချတဲ့ကားတွေမှာသာအသုံးပြုပြီးတော့အခုနောက်ပိုင်းမှာဆိုလို့ရှင်တော့ camshaft sensor တို့ crankshaft sensor တို့ကပေးတဲ့ data တွေကို engine control unit ECU ကနေပြီးတော့ထိန်းချုပ်ပြီးတော့ cylinder တစ်လုံးချင်းစီမှာရှိတဲ့ spark plug တစ်ခုချင်းစီကိုပေးပို့တဲ့စနစ်တွေကိုအသုံးပြုနေကြပါပြီ။ဒါကြောင့် ignition system မှာပါရှိတဲ့ ignition coil ဟာဆိုလို့ရှိရင် high voltage ရရှိအောင်ဆောင်ရွက်ပေးတဲ့ပစ္စည်းတစ်ခုဖြစ်တယ်။ high voltage တွေကိုဖြန့်ဝေပေးတဲ့အလုပ်ကိုတော့ distributor လို့ခေါ်တဲ့အစိတ်ပိုင်းကလှုပ်ဆောင်ပေးတယ်။နောက်ပိုင်း model မြင့်ကားတွေမှာဆိုလို့ရှိရင်တော့ ECU ကနေ control လုပ်ပြီးတော့ဖြန့်ဝေပေးတယ်။နောက် spark plug ဆိုတာကတော့ spark plug ထဲမှာ electrode နှစ်ချောင်းပါတယ်။စောစောကသူ့စီကိုပို့လိုက်တဲ့ high voltage တွေကို voltage difference အရာ electrode နှစ်ခုကိုခုန်ကူးခြင်းအပြင်မီးပွင့်အောင်လုပ်ပေးထားတဲ့ကိရိယာတစ်ခုဖြစ်ပါတယ်။ကျွန်တော်လေးလာမိသလောက်ကတော့ internal combustion engine တွေမှာအသုံးပြုတဲ့ ignition system ၄မျိုးတွေ့ရပါတယ်။နံပါတ်1ကတော့ conventional ignition system နံပါတ်2ကတော့ magneto ignition system နံပါတ်3ကတော့ distributor led ignition system နံပါတ်4ကတော့ coil on plug ignition system ဆိုပြီးတော့တွေ့ရပါတယ်နံပါတ်1ဖြစ်တဲ့ conventional ignition system ဟာဆိုရင်တော့ distributor type ignition system တစ်ခုဖြစ်ပါတယ်ရှေ့မှာဆွေးနွေးခဲ့သလိုပဲ battery ရဲ့ low voltage ကို ignition coil က high voltage ဖြစ်အောင်လုပ်ပေးမယ်ဒါကို distributor ကဖြန့်ဝေပေးပြီးတော့ cylinder တစ်လုံးချင်းစီမှာရှိတဲ့ spark plug တွေကိုမီးပွင့်အောင်ဆောင်ရွက်ပေးတဲ့ ignition system တစ်ခုဖြစ်ပါတယ်ဒီစနစ်ဟာဆိုလို့ရှင်တော့ mechanical နည်းနဲ့ contact point တွေထိတွေ့ပြီးတော့မှ high voltage တွေကိုဖြန့်ဝေပေးတာဖြစ်တဲ့အတွက် efficiency ကောင်းမွန်မှုမရှိဘူးပြီးရင်မကြာခဏ maintenance တွေလုပ်ရတာဖြစ်တဲ့အတွက်နောက်ပိုင်း motor engine တွေမှာဆိုရင်တော့ဒီစနစ်ကိုမသုံးရတော့ပါဘူးနံပါတ်2ကတော့ magneto ignition system ဖြစ်ပါတယ်ဒီ ignition စနစ်မှာဆိုလို့ရှင်တော့ battery ရဲ့ voltage ကိုယူပြီးတော့မသုံးတော့ဘဲနဲ့ engine လဲပတ်မှုကနေပြီးတော့မှ magnet coil ကိုလဲပတ်စေပြီးတော့လျှက်စစ်အားရရှိအောင်ဆောင်ရွက်ပါတယ်ဒီလိုရရှိလာတဲ့လျှက်စစ်ဓာတ်အားကို low voltage ကနေပြီးတော့ high voltage ဖြစ်အောင် ignition coil ကနေပြုလုပ်ပေးပြီးတော့မှ spark plug ကိုမီးပေးတဲ့စနစ်မျိုးဖြစ်ပါတယ်ဒီစနစ်ကိုတော့ long mover မြက်ဖြတ်ဆက်တို့ chain saw တို့လိုသေးငယ်တဲ့ engine လေးတွေမှာအသုံးပြုလေးရှိပါတယ်တတိယအမျိုးအစားကတော့ distributor led ignition system ဖြစ်ပါတယ်အတူကောက်အားဖြင့်တော့ DIS လို့ခေါ်ဆိုလေးရှိပါတယ်ဒီ distributor led ignition system မှာ distributor led လို့ပြောတဲ့အတိုင်း distributor ပါရှိခြင်းမရှိတော့ပါဘူး distributor ရဲ့ဖြန့်ဝေပေးတဲ့အလုပ်ကိုတော့ electronic control unit ECU ကနေ camshaft sensor, crankshaft sensor တွေကပေးတဲ့ data ပေါ်မူတည်ပြီးတော့မှဖြန့်ဝေပေးပါတယ်ဥပမာဆိုလို့ရှင်တော့ cylinder တစ်လုံးစီအတွက် ignition coil တစ်ခုစီပါရှိပါတယ်ဒီ ignition coil တွေဟာတစ်ခုချင်းစီတော့၎င်း packing light တော့၎င်းရှိနေမှာဖြစ်ပါတယ်ဒီ ignition coil တစ်ခုချင်းစီဟာဆိုလို့ရှိရင် spark plug ကို high tension wire နဲ့တစ်ခုချင်းစီဆက်သွယ်ပေးထားပါတယ် distributorless ignition system ကိုအသုံးပြုခြင်းအပြင်ကျွန်တော်တို့ရဲ့ motor ယာဉ်ဟာ efficiency ပိုကောင်းလာမယ် maintenance ပြုလုပ်ရတာတွေပိုပြီးတော့သက်သာလာမှာဖြစ်ပါတယ်နံပါတ်4ကတော့ coil on plug ignition system ဖြစ်ပါတယ်
ဒီ ignition system မှာဆိုလို့ရှိရင်တော့ ignition coil တွေဟာ plug ရဲ့အပေါ်မှာတတွဲတဲ့တက်ဆင်ထားတဲ့စနစ်ဖြစ်ပါတယ်ဒါကြောင့်သူ့ကို coil on plug လို့ခေါ်ဆိုခြင်းဖြစ်ပါတယ်ဒီ coil on plug ignition system မှာဆိုလို့ရှိရင်လေ camshaft sensor crankshaft sensor တို့ကပေးတဲ့ data တွေကို electronic control unit ECU ကနေသုံးဖြတ်ပြီးတော့မှ plug ကိုမီးပွင့်စေတာဖြစ်ပါတယ် coil ကို on ပြီးတော့ plug ကိုမီးပွင့်ပေးတဲ့စနစ်ဖြစ်ပါတယ်နောက်ပိုင်း model မြင့်ကားတွေမှာ NOx sensor ကိုပါတက်ဆင်ထားတဲ့အတွက်ကြောင့် NOx sensor ကပေးပို့တဲ့ data ကိုပါ ECU ကလက်ခံရယူပြီးတော့ ignition timing ကိုပိုပြီးတိကျအောင်ဆောင်ရွက်လာတာဖြစ်ပါတယ်ဒီ coil on plug ignition system အသုံးပြုထားတဲ့ engine တွေမှာဆိုလို့ရှိရင် spark plug နဲ့ ignition coil ကကပ်လျက်ရှိနေပါတယ် distributorless ignition system မှာလို့ plug နဲ့ ignition coil ကြားမှာကျိုးမလိုတော့တာဖြစ်တဲ့အတွက် electrical losses တွေနည်းတာဖြစ်တဲ့အတွက် spark plug က voltage ပြည့်ပြည့်ဝဝရပြီး spark ကိုကောင်းကောင်းထုတ်နိုင်မယ်ဒါအပြင် NOx sensor လို့ sensor တွေကိုပါတက်ဆင်လာတာဖြစ်တဲ့အတွက် ignition timing ပိုမိုတိကျမှန်ကန်မယ်ဒါကြောင့်မလို့ engine ရဲ့ performance တွေပိုပြီးတော့ကောင်းလာမှာဖြစ်ပါတယ်။ဒါကတော့ ဓာတ်ဆီ engine ရဲ့ ignition system မှာပါဝင်တဲ့အစိတ်ပိုင်းတွေနဲ့အမျိုးအစားတွေအကြောင်းကိုအချင်းများရှင်းလင်းပြတာဖြစ်ပါတယ်။အသေးစိတ်လေးလာသိရှိခြင်းနဲ့ဆိုရင်တော့အောက်က comment မှာအကြောင်းအရာလေးကိုမှန်ပေးခဲ့ပါအောင်ခင်ဗျ။ Now diesel engine နဲ့ဓာတ်ဆီ engine တို့ရဲ့အဓိကခြားနာချက်တစ်ခုကတော့ fuel system ပဲဖြစ်ပါတယ်။ diesel engine လို့ပြောတဲ့အတိုင်း diesel fuel ကိုအသုံးပြုတယ်ဓာတ်ဆီ engine ကတော့ဓာတ်ဆီ fuel ကိုအသုံးပြုတယ်ဒီနေရာမှာဓာတ်ဆီက diesel ထက် viscosity နည်းတယ်အငွေ့ပြန်လွယ်တယ်ပေါ့ဗျာ diesel engine မှာဆိုလို့ရှိရင် diesel engine ရဲ့မီးလောင်ကန်းဟာမီးပေးပြီးတော့ပောက်ကွဲလောင်ကျွမ်းတာမဟုတ်တဲ့အတွက်ဖိအားမြင့် temperature မြင့်လေတွေရရှိမှသာပောက်ကွဲလောင်ကျွမ်းနိုင်မှာဖြစ်တဲ့အတွက် diesel engine ရဲ့ compression ratio ကလည်းမြင့်ဖို့လိုအပ်မှာဖြစ်တယ်လို့ပန့်ကလည်းဖိအားမြင့်ပန့်နေဖြစ်မှသာ diesel တွေကိုအမှုန်မွားဖြစ်အောင်ဆောင်ရွက်ပေးနိုင်မှာဖြစ်ပါတယ်ဓာတ်ဆီ engine ကတော့သူ့ရဲ့ငကိုစီရဲ့သဘောတဘာဝအရာကိုအငွေ့ပြန်လွယ်တဲ့အရည်တစ်မျိုးဖြစ်တဲ့အတွက်ကြောင့်မို့လို့ pressure အများကြီးမလိုပါဘူး diesel engine ထက်ဓာတ်ဆီ engine က pressure နည်းပါတယ်ဒါကြောင့်မလို့ဓာတ်ဆီ engine အသုံးပြုမဲ့ပန့်ပိုင်းမှာဆိုလို့ရှင်လေဓာတ်ဆီ engine ရဲ့ပန့် pressure ဟာ diesel engine ရဲ့ပန့် pressure လောက်များဖို့လိုအပ်မှာမဟုတ်ပါဘူးဓာတ်ဆီ engine ရဲ့ fuel supply system ကိုအဓိကအားဖြင့်ခွဲခြားမယ်ဆိုရင်တော့ carbureted fuel system နဲ့ fuel injected system ဆိုပြီးတော့နှစ်မျိုးတွေ့ရမှာဖြစ်ပါတယ် fuel injected system ဟာဆိုလို့ရှိရင်တော့ electric pump အသုံးပြုတဲ့ diesel engine ရဲ့ fuel injection system နဲ့အတူတူပါပဲသဘောတရားအတူတူပါပဲဒီဓာတ်ဆီ engine ရဲ့ fuel pump ဟာဆိုလို့ရှိရင်တော့ in tank pump ဖြစ်နိုင်တယ်လို့inline pump ပေါ့ဗျာ in tank pump ဆိုတာကတော့ဓာတ်ဆီတိုင်ကီထဲမှာပဲထည့်ထားတဲ့ပန့်အမျိုးအစားဖြစ်ပြီးတော့ inline pump ဆိုတာကတော့ဓာတ်ဆီတိုင်ကီရဲ့အပြင်ဘက်မှာထားရှိပါတယ်ဒီဟာတွေကိုတော့လျှက်စစ်အားနဲ့မောင်းနှင်ပေးပါတယ်ခုနောက်ပိုင်းကားတွေမှာဆိုလို့ရှိရင်တော့ in tank pump ကိုပုံမအသုံးပြုလာကြတာတွေ့ရပါတယ်နောက်တစ်မျိုးဖြစ်တဲ့ carbureted fuel supply system မှာဆိုရင် carburetor ဟာစီနဲ့လေကို intake manifold ထဲမှာရောနှောပေးတဲ့အဓိကဆက်အစိပ်ပိုင်းတစ်ခုဖြစ်ပါတယ်ဒီစနစ်မှာဆိုလို့ရှင်လေကျွန်တော်တို့ fuel pump ပါရှိပါတယ်သို့တော့ဒီ fuel pump ဟာဆိုလို့ရှိရင် diaphragm type pump အမျိုးအစားဖြစ်ပြီးတော့ mechanically အလုပ်ဆောင်ပါတယ်ဒီ carbureted fuel supply system မှာကိုပဲဒီ diaphragm type pump အပြင်ကျွန်တော်တို့ electric pump ကိုလည်းသုံးပါတယ်ဒီနေရာမှာတော့ electric pump ကိုသုံးတဲ့အချိန်မှာ engine speed နဲ့အညီ sea flow rate ကိုမထိန်းနိုင်တဲ့အတွက် carburetor ထဲမှာ sea over ဖြစ်တာတွေဖြစ်တတ်တာဖြစ်တဲ့အတွက်ဒီ pump ကိုတော့အသုံးနည်းပါတယ်ဒီ carbureted system မှာအသုံးပြုတဲ့ fuel pump တွေဟာဆိုလို့ရှိရင်တော့ဖိအားများပေးစရာမလိုပါဘူး
ကာဘရိုက်တာကိုလုံလောက်တဲ့စီပေးပို့နိုင်ရင်ရတာဖြစ်ပါတယ်ကျွန်တော်အမြင်ကတော့ multi point injection တို့ throttle body injection တို့ဟာဆိုလို့ရှင်လဲ carbureted type အမျိုးအစားဖြစ်မယ်လို့ထင်ပါတယ်ဘာလို့လဲဆိုရင်ဒီစနစ်တွေဟာဆိုလို့ရှိရင်ကျွန်တော်တို့ intake manifold တွေကိုပဲစီဖြန်းပေးတဲ့စနစ်တွေဖြစ်တဲ့အတွက်ကြောင့်ဖြစ်ပါတယ် carbureted စနစ်ရော multi point ရော throttle body injection စနစ်တွေရောက intake manifold ထဲမှာစီနဲ့လေကိုရောနှောအောင်ဆောင်ရွက်ပြီးမှ combustion ချိန်မှာတဲ့ကိုရောက်ရှိအောင်ဆောင်ရွက်ပေးတဲ့စနစ်တွေဖြစ်ပါတယ်ဒါကြောင့်မို့ carbureted fuel supply system မှာဆိုလို့ရှိရင် fuel pump ရှိမယ် fuel filter ရှိမယ် carburetor ရှိမှာဖြစ်ပါတယ် electric pump အသုံးပြုတဲ့ pressure injection system မှာဆိုလို့ရှိရင်တော့ fuel pump ရှိမယ် fuel filter ရှိမယ် injector စတဲ့ပစ္စည်းတွေပါဝင်မှာဖြစ်ပါတယ်ဒီကနေ့ဆွေးနွေးခဲ့တာကတော့ SI engine ရဲ့ component တွေနဲ့ function အကြောင်းဆွေးနွေးခဲ့တာဖြစ်ပေမဲ့အဓိကအားဖြင့်တော့ SI engine နဲ့ CI engine တို့မှာတူညီတဲ့အစိတ်ပိုင်းများစွာရှိတာဖြစ်တဲ့အတွက်ဒီကနေ့ဆွေးနွေးခဲ့တဲ့အကြောင်းအရာမှာတော့ diesel engine နဲ့ gasoline engine တို့ရဲ့အဓိကခြားနားချက်ဖြစ်တဲ့ ignition system နဲ့ fuel supply system တို့ကိုဆွေးနွေးခဲ့တာဖြစ်ပါတယ်ဒီ components and function of SI and CI engine ဗီဒီယိုနှစ်ခုဟာဆိုလို့ရှိရင်တော့ကျွန်တော်တို့ မော်တော်ယာဉ်နည်းပညာကိုစတင်လေ့လာနေသူတွေ mechanic ပညာရပ်ကိုစတင်လေ့လာနေသူတွေအတွက်မော်တော်ယာဉ်ရဲ့အသေးနှလုံးဖြစ်တဲ့ engine မှာပါဝင်တဲ့အစိတ်ပိုင်းတွေနဲ့သူတို့ရဲ့အလုပ်ဆောင်ပုံအကြမ်းပြင်းကိုဆွေးနွေးခဲ့တာဖြစ်ပါတယ်ကျွန်တော်ရဲ့ဆွေးနွေးမှုကနေမိတ်ဆွေအတွက်ဘုဒ္ဓတာတစ်စုံတရာရရှိမယ်လို့မျှော်လင့်ပါတယ်အသေးစိတ်သိရှိလိုတဲ့အကြောင်းအရာလေးများရှိရင်လည်းအောက်က comment မှာ man ပေးခဲ့နိုင်ပါတယ်ခင်ဗျကျွန်တော်တို့ရဲ့ AND channel ကနေမော်တော်ယာဉ်ဆိုင်ရာနည်းပညာတွေကိုစင်ဆက်မပြတ်စ조사မျှဝေပေးလျက်ရှိနေပါတယ်ခင်ဗျအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျ